ဝင်သေးဘူးဘာပတ်ပြီးတော့ဘဘကရုံကောင်းဝင်ဟုတ်ပြီကိုရနိုင်မိုးကကျွန်တော်နားလာနေဆရာကြီးအကျိုးရှိတယ်နောက်ပြီးအကိုဘုံဒီကိုပဲမှာတန်းပြီးပြောပြီးမှာရပါမြန်မာနိုင်ငံဓမ္မစကြာပြန်ပွားရေးဥဆောင်ဆရာတော်ကြီးကန္တာအကြောင်းတိုင်းအင်းစိန်မြို့ကန္တာအကြောင်းတိုင်းရဲ့ကန္တာဆရာတော်ဗဒ္ဒနာဧတနာအရှင်ကြီးဖြစ်ပါတယ်ဒီဘက်မှာသတင်းသုံးတဲ့ဆရာတော်ဘုရားကတော့အောင်သစ္စာမင်္ဂလာတော်မှာရှိတဲ့မင်္ဂလာတော်ဝါရလက်အောင်သစ္စာဘာကအကြောင်းသား900ကျော်အကြောင်းသား900ကျော်ပေါ့နော်ဒီဝိပဿနာဆောက်ကြောင်းနေတဲ့အောင်သစ္စာဘာကဦးစီးပဓာနာနာယကဆရာတော်ဘုရားဖြစ်ပါတယ်ဒီဘက်ကကျတော့မန္တလေးကုသိုလ်တော်ဘုရားကြီးကုသိုလ်တော်ကျောင်းတိုက်ကြီးရဲ့တိုက်အုပ်ဆရာတော်ဘုရားဖြစ်ပါတယ်ဒီဘက်ကတော့ရန်အောင်ကျောင်းတိုက်ရဲ့ပဓာနာနာယကရန်အောင်ဆရာတော်ဘုရားဖြစ်ပါတယ် သမารီဆရာတော်ကပြောဖြစ်